ဟုတ်နော်ဆိုကျွန်တော်တို့ကဒီလိုမျိုးပေါ့ဒါကိုပဲကျွန်တော်တို့ကအာယုံဆိုင်တယ်ပေါ့နော်ဆိုတော့များများကဒီကိစ္စကိုအာယုံမဆိုင်ဟာထပ်ဆင့်တိဆောက်ဖို့ပဲအာယုံဆိုင်တယ်ပေါ့လေပြောချင်တာကတော့နော်အဲ့တော့ရှင်ဘောလူပြောတဲ့စကားကလိမ္မာတဲ့ပိတုကာဆိုရင်လိမ္မာတဲ့ပိတုကာကသူကအရင်ဆုံးသူအဆောက်အုံတစ်ခုကိုစောက်ဖို့ဆိုရင်အရင်ဆုံးဘာကိုကြည့်လဲဆိုရင်foundation ပေါ့လိမ္မာတဲ့ပိတုကာမှန်ရင်သူအဆောက်အုံတစ်ခုစောက်လို့ရှိရင်ဘာကိုအရင်ဆုံးအာယုံဆိုင်လဲဆိုရင်တိုက်မြစ်ဘယ်လိုတိုက်မြစ်ကိုချမလဲဆိုတော့အာယုံဆိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒါကြောင့်အစပိုင်းမှာကျွန်တော်တို့ဒါကိုအခြေခံပြီးတော့ကြည့်သွားတာဆိုလူတော်တော်များများဘာပဲအာယုံဆိုင်လဲဆိုတော့ဒါကိုပဲကြည့်တယ်ဒါကြီးကဘယ်လောက်လှတယ်လဲဘယ်လောက်ခမ်းနားတယ်လဲပေါ့နော်အခန်းဘယ်နှခမ်းပါမလဲပူပိတ်ကဘယ်လိုမြင့်မလဲဟဲ့လားနောက်ဆုံးကုန်ပြောရင်ပူပိတ်မှာရက်မဲ့သူကဘယ်လိုဝတ်မလဲဆိုတာကအစားပေါ့နော်ဆိုတော့ပြောချင်တာကျွန်တော်တို့လုပ်ငန်းတွေကိုကျွန်တော်တို့ကအာယုံအရင်စိုက်တယ်အသင်းတော်တစ်ခုလုပ်တော့မယ်ဆိုရင်လုပ်ငန်းတွေအသင်းတော်လုပ်ငန်းတွေဘယ်လိုလုပ်ကြမလဲလူတွေအထင်ကြီးအောင်ဘာလုပ်ကြမလဲလူတွေကြိုက်အောင်ဘာလုပ်ကြမလဲဒီကိစ္စကိုမေ့သွားတယ်အဲ့တော့ဒါကြီးကဘာဖြစ်နေလဲဆိုတော့မြေပေါ်မှာတင်ထားတဲ့ဟာကြီးပဲရှိတယ်မြေပေါ်မှာတင်ထားဆိုတော့မုံတိုင်းလာပြီဆိုရင်တခုကဟလာတိုက်ခိုက်ဖြစ်ပြီဆိုကောင်းပြိုဘာလို့အုံမြင့်မရှိအုံမြင့်ကောင်းကောင်းခန်းမရှိဆိုတော့ကျွန်တော်အမြဲတမ်းဟိုဥပမာပေးတယ်ကျွန်တော်မှတ်မိတဲ့အဖြစ်အပျက်တစ်ခုရှိမြန်မာပြည်ကလူမနေတဲ့ကွန်ဒိုလေလူမနေတဲ့ကွန်ဒိုရှိတယ်လုံးဝလူမနေဘူးလင်းတို့တွေပဲနေတယ်ကန်တော်ကြီးပတ်လန်းနာမှာရှိတယ်တိန်တောင်းကြီးကနန်းပေါ့နော်ကြားပြီတိုက်ဘာဖြစ်လို့စောင်းနေလို့စောင်းတော့လူနေလို့မရတာစောက်ပြီးအမြင့်တက်ပြီးတော့မှသူတို့တည်တာဆိုတော့ကုန်းတာတောက်လဲကုန်းတယ်အဲကောင်တွားတာပဲဘာလို့လဲဆိုတော့ foundation မှာနည်းနည်းလေးစောင်းသွားတယ်အပေါ်တောက်လျှောက်စောင်းတာလေသူကဆိုတော့အဲ့ဒါအရေးကြီးတယ်နော်ဆိုတော့ဒီဟာကျွန်တော်ဒီနေ့စင်ကျင်တဲ့အရာပေါ့ကဲဘာတွေမေးချင်တာရှိလဲကျွန်တော်ရှင်းဆက်မသွားခဲ့ဆရာတို့က mission လေဟုတ်ကဲ့အတင်းတော့တချို့က mission တို့မလုပ်တာလည်းပြီးရတယ်ပြီးတော့တချို့ကလည်းအတင်းတော့ဆိုတော့ mission လုပ်ရမယ်ဆိုတဲ့ဘိုက်မှာခံယူလို့လည်းရှိတယ်အဲ့ဒီတော့ mission ဆိုတာကဟိုပါပေါ့နော်အဓိကဧဝံဂေလိသတင်းစကားကိုဟုတ်လားဝိနည်းတတဝါကြားဖို့ဆိုတာကဒါကအခြေခံခေါ်ခြင်းပဲဖြစ်တယ်နော်သူက general calling လို့ခေါ်တာပေါ့အဲ့ဒါကကျွန်တော်တို့ကပြောင်းလဲပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ပြောင်းလဲခြင်းထဲမှာကျွန်တော်တို့ကကျေးဇူးတော်နဲ့မင်္ဂလာကိုပဲခံစားရမှာမဟုတ်ပဲねအဲ့ဒီခေါ်ခြင်းကိုပါကျွန်တော်တို့ရတယ် general calling ပေါ့ယုံကြည်သူဖြစ်တာနဲ့ဧဝံဂေလိလောက်ရမယ်ဧဝံဂေလိလောက်ရမယ်ဆိုတာဒါကတကယ်တမ်းတော့ပြောင်းလဲခြင်းထဲမှာကိုကသူတစ်ပါးကိုဟလာကိုခံစားရတယ်လို့လွတ်မြောက်စေခြင်းနဲ့စေတနာစိတ်ကအလိုလျောက်ပါလာတတ်တယ်အဲ့တော့အဲ့ဒီဟာကတာဝန်တရက်ဆိုပေမဲ့လေတာဝန်တရက်အနေနဲ့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခေါ်ခြင်းပေါ့ယုံကြည်သူတရားရဲ့ခေါ်ခြင်းအနေနဲ့ကြောင့်ခံယူတတ်ဖို့လိုတယ်အဲ့တော့အသင်းတော်ရဲ့လို့ဖြစ်လာတဲ့အခါမှာအသင်းတော်ရဲ့ဖြစ်တည်မှုထဲမှာလေသူကနော်ကျွန်တော်တို့ယေရှုပြောတဲ့ဥပမာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုရင်ပျောက်သောဒင်္ဂါလေပျောက်သောဒင်္ဂါကြောင့်ကျွန်တော်မှတ်မိလိမ့်မယ်ကျွန်တော်လူကတွေကပျောက်ချင်းနေအကြောင်းပါတယ်နော်ပျောက်သောဒင်္ဂါတို့ပျောက်သောသိုးတို့ပျောက်သောသားတို့နော်အငံကင်းပျောက်တဲ့စားတို့ဆိုတော့ဒါတွေပါတယ်ဆိုတော့အဲ့ဒီထဲမှာပျောက်သောဒင်္ဂါကိုရှာတာကအမျိုးသမီးဖြစ်တယ်အမျိုးသမီးဖြစ်တယ်ဆိုတော့အမျိုးသမီးကကျမ်းစာထဲမှာများသွားပြီအမျိုးသမီးလို့ပြောရင်အဓိကအသင်းတော်ကိုပုံဆောင်တဲ့အမျိုးသမီးတွေပဲပုံဆောင်လေးရှိတယ်နော်သူတို့သမီးတို့ပေါ့နော်အဲ့တော့ပြီးရင်ဘာကောမလဲကညာပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသမီးတွေလည်းအသင်းတော်ကိုပုံဆောင်တယ်ဆိုတော့အသင်းတော်ဟာဒီဒင်္ဂါဆိုတာကကျတော့ပျောက်ဆုံးသောဝိညာဉ်ပေါ့တန်ဖိုးရှိတယ်အသက်မရှိဘူးနော်ဆိုတော့သူကအသင်းတော်ရဲ့လို့ဖြစ်လာရင်ပျောက်သောဒင်္ဂါကိုရှာရမှာပဲဘာဖြစ်လို့ဆိုတော့တန်ဖိုးသိတယ်လေတန်ဖိုးသိတဲ့အတွက်ရှာတာအလုတ်ရမှာမဟုတ်အလုတ်သဘောရရှာတာမဟုတ်ဘူးအဲ့အသင်းတော်ရဲ့ဖြစ်တည်မှုမှာကိုကအဲ့ဒီစေတနာစိတ်ကပါကိုပါတယ်အဲ့ဒီစေတနာစိတ်မပါဘူးဆိုရင်
တခုတော့မှားနေပြီအဲ့လုပ်ငန်းသဘောရလုပ်ရင်လည်းမှားတယ်ဟာအသင်းတော်ဆိုတော့ mission လုပ်ရမှာပေါ့မလုပ်ရင်ဘယ်ကောင်းပါမလဲမကောင်းတတ်လို့လုပ်တာလည်းမှားတယ်သူကဆော့မိန်းမကြတော့သူတန်မိုးထားတဲ့အရာပျောက်သွားလို့သူတန်မိုးထားတဲ့အရာပျောက်သွားလို့ဆိုတော့သူမောင်သွားတဲ့အခါမှာသူဘာနဲ့ရှာလဲဆိုရင်မီထွန်းပြီးရှာတယ်နော်လူကလည်းမတေချာရေးထားတယ်ဆိုတော့မီထွန်းနဲ့စီမီထွန်းနဲ့ဆိုတော့ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အသက်တာထဲမှာအလုတ်လုတ်ခွင့်ခံစားရတဲ့အခါမှာအလုတ်လုတ်ချင်းခံစားရတဲ့အခါမှာအလင်းလင်းလာတာပေါ့အလင်းနဲ့ရှာရတယ်သူကအတန်နဲ့ရှာလို့မရဘူးပျောက်တော့တင်းကားကိုအတန်နဲ့ရှာလို့မရတင်းကားလေးပြန်လာပါဆိုမရဘူးเนาะတင်းကားအသက်မှမရှိတာသူမကြားတတ်ဘူးဆိုတော့ကျွန်တော်တို့ဧဝံဂေလိလုပ်တဲ့အခါမှာဒီဧဝံဂေလိရဲ့အဓိကအသက်ကပါလဲဆိုရင်ကျွန်တော်တို့ပြောတဲ့သတင်းစကားဆိုတာမှန်ပေမဲ့အဲ့သတင်းစကားနဲ့အတူပါအောင်လဲဆိုရင်သူကအလင်းပါအလင်းဆိုတာဆော့ကျွန်တော်တောင်ထိပ်မှာတည်တဲ့မြို့เนาะအခြားနာတဲ့အသက်တာဖခင်ရဲ့သဘောတဘာဝရှိတဲ့အသက်တာနဲ့ကျွန်တော်တို့ကမယုံကြည်သူကျွန်တော်တို့ဆော့ပြောတဲ့လောကထဲမှာကျွန်တော်အလင်းဖြစ်တယ်ဆိုတာတနည်းအားဖြင့်ဒါအသက်ရှင်သောသက်သေနဲ့ဧဝံဂေလိလုပ်နေတာဖြစ်တယ်ကိုယ့်ရဲ့ညီကိုတွေကိုယ့်ရဲ့လုပ်ဖို့ဆောင်ဘက်တွေလုပ်ဖို့ဆောင်ဘက်ဆိုတာဒီအလုပ်ထဲမှာပေါ့နော်အလုပ်ထဲမှာအလုပ်ငန်းဝင်းကျင်မှာကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေကြားထဲမှာကိုတွားရင်လာရင်နဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကထင်ရှားနေခြင်းသည်အသက်တာနဲ့ဧဝံဂေလိလုပ်တာဖြစ်တယ်အဲ့ဒီခါကျတော့ကိုယ်နဲ့ယဉ်နီးလာတဲ့အခါမှာသူတို့အခက်ခဲလေးတွေပြောလာတဲ့အခါမှာကိုယ်ဆူတောင်းပေးခွင့်ရလာမယ်ကိုကသူတို့ကိုဖခင်ရဲ့ကောင်းမြတ်ကြောင်းတက်တည်ခံခွင့်ရလာမယ်နော်အတင်းကြီးနေယေရှုကိုယုံမယုံငရဲသွားမယ်အဲ့ဒါတော့မရကျွန်တော်အခုခရိယန်တွေလုပ်တဲ့အမှားတစ်ခုကပါလဲဆိုတော့အတင်းပေါ့နော်အတင်းနော်ယေရှုကိုယုံမယုံငရဲသွားမယ်ဆိုတာတော့ပဲကျွန်တော်တို့ကပြောချင်တယ်သူတို့ကိုဖခင်ဘယ်လောက်ချစ်တယ်လဲဆိုတာကိုတက်တည်ထင်ရှားဖို့မေ့နေသူတို့ဖခင်ဘယ်လောက်ချစ်တယ်လဲဆိုတော့ကျွန်တော်တို့ကပါးစပ်နဲ့ပြောလို့မရဘူးသူတို့မသိဘူးအဲ့ဒီမြတ်တာကိုသူတို့ခံစားမှသူတို့သိမှာဆိုတော့ mission ဆိုတာအဲ့ဒါကျွန်တော်တို့ရဲ့ mission ဒီအလုံးမဟုတ် life ဖြစ်တယ်အသက်ရှင်မှုဖြစ်တယ်နော် living ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ mission ကိုအသင်းတော်က mission လုပ်ငန်းမရှိလို့မကောင်းဘူးလှုပ်တဲ့အရာဒါမှအသင်းတော်ရဲ့အင်္ဂါရဲနဲ့ပြည့်စုံမယ်ဆိုတော့အတွေးခေါ်တစ်ခုတည်းနဲ့ပဲလှုပ်ထိုက်တဲ့အရာမို့လို့လှုပ်တယ်ဆိုတဲ့ဟာကမှန်မလို့နဲ့မှားတယ်ဒါဆိုမရှိရောရလားဆိုတော့သူအသင်းတော်ဖြစ်လာရင် mission ကသူ့အတူရှိလာတာသူ့အတူမရှိလာဘူးဆိုရင်တခုအဲ့ဒီအသင်းတော်ရဲ့ဖြစ်တည်မှုမှာမားနေလို့ပဲဘာကြောင့်ဆိုတော့ပျောက်ဆုံးဝိညာဉ်ကိုတန်ဖိုးမထားဘူးဆိုရင်ဒါကအသင်းတော်မှာပြီးသားတော့ဘူးလေဆိုတော့အသင်းတော်ဒီခရစ်တော်နဲ့ထပ်တူထပ်မြဖြစ်တယ်လို့ပြောတဲ့အခါမှာခရစ်တော်ကပျောက်ဆုံးသောဝိညာဉ်စိတ်ဝင်စားတယ်လေစိတ်ဝင်စားလို့သူ့အသက်ကိုပေးတာလေဆိုတော့ကိုကခရစ်တော်နဲ့ထပ်တူထပ်မြအသက်ရှင်နေဆိုရင်ခရစ်တော်ပျောက်ဆုံးဝိညာဉ်ကိုတန်ဖိုးထားဆိုအလိုလိုတန်ဖိုးထားလာမှာပဲလေဟုတ်တယ်မလားတန်ဖိုးထားလာတဲ့အခါမှာကိုကအဲ့ဒီပျောက်ဆုံးဝိညာဉ်အတွက်ကိုဘာလုပ်မလဲဟလာတချို့တွေကတော့ပျောက်ဆုံးသောဝိညာဉ်နေအတွက်ဟလာဧဝံဂေလိသတင်းစကားကိုဖခင်ရဲ့အချိန်ပြည့်မှုတော်ဆောင်အနေနဲ့သူတို့ဧဝံဂေလိတရားပွဲတွေအားဖြင့်လုပ်ရင်လုပ်မယ်ဒါအချိန်ပြည့်မှုတော်ဆောင်တွေကတော့ဒါသူတို့အဓိကလောက်ကြတဲ့လုပ်ငန်းပေါ့နော်ဒါပေမဲ့လည်းအဓိကပို့ပြီးတော့မှဟလာတက်ရောက်မှုကောင်းတဲ့အားကောင်းတဲ့တက်ရောက်မှုကဘာလဲဆိုတော့ဒီယုံကြည်သူတိုင်းရဲ့နေ့စဉ်အသက်တာတွေကနေစီးဆင်းတာပေါ့နော်အဲ့လိုစီးဆင်းတဲ့တက်တည်ထင်ရှားခြင်းကအထီးရောက်ဆုံး mission ဖြစ်တယ်အဲ့ဒီလို mission မျိုးဖြစ်လာဖို့ကြတော့အသင်းတော်ကနေဖခင်ရဲ့မိသားစုကနေဒီဖခင်တာဝန်ပေးထားတဲ့ခွဲခန့်ထားတဲ့ဖခင်လူတွေကဒီယုံကြည်သူတိုင်းကိုပြုစုပေးရတယ်ဆောစောပြောသလိုတောင်ထိပ်မှာတည်တဲ့မြို့လိုမျိုးဖြစ်လာဖို့အတွက်တိဆောက်ပေးရတယ်မောရှေကတောင်အောက်ဆင်းပြီးတော့မှဟလာဖခင်ရဲ့အကြံစီကိုပြောပြတယ်လို့မျိုးဆွဲခေါ်ရတယ်အဲ့ဆွဲခေါ်လို့ပါလာတဲ့သူတွေကဘာဖြစ်လာလဲဆိုအလင်းဖြစ်လာတော့သူတို့ကအဲ့ဒီ mission ကိုအသက်ရှင်နေရင်းနဲ့ကိုသူကအဲ့ mission လုပ်နေတဲ့သူတွေဖြစ်လာတာဆို mission အနေနဲ့တီးတန့်အဓိကလောက်ရတဲ့လူတွေကဘယ်သူတွေလဲဆိုတော့ဝိညာဉ်ရေးရမှာတီးတန့်ခေါ်ခြင်းခံရတဲ့ဧဝံဂေလိဆရာတွေပေါ့သူတို့ကတော့တီးတန့်လောက်ရတာဒါသူတို့ရဲ့ခေါ်ခြင်းဖြစ်တယ် they are called to be the evangelist မဆရာကြီး Billy Graham တို့ဘာလို့လိုမျိုးပေါ့ပြောချင်တာဟလားဧဝံဂေလိဆရာအနေနဲ့ဖခင်ခေါ်ထားတဲ့သူတွေကတော့တီးတန့်ကိုသူတို့လောက်ရအဲ့တော့ဒါသူတို့အလုပ်ပဲဆိုတဲ့ဟာမျိုးကြတော့ပြောလို့မရဒါတီးတန့်ခေါ်ခြင်းဖြစ်တယ် specific calling လို့ခေါ်တယ်ဒါပေမဲ့ယုံကြည်သူတိုင်းမှာကြတော့ general calling ရှိတယ်အဲ့ဒီ calling ကိုကျွန်တော်တို့ကဟလာနားလည်အောင်အသင်းတော်ရဲ့သင်အုပ်တွေဆရာတွေကဘာလုပ်ပေးရလဲဆိုယုံကြည်သူတိုင်းကိုတွင်တင်ပေးရတယ်ပြုစုပေးရတယ်အဲ့ဒီလိုပြုစုပေးပြီးယုံကြည်သူတွေကခံယူတဲ့အခါမှာအော်ငါအလုပ်မှာငါရဲ့ပတ်ဝန်းကျင်မှာငါအဖြစ်လူတွေဖခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားဟာလားယေရှုမြတ်တာယေရှုရဲ့တက်တဲ့ကိုမြင်ရခြင်းကဒါဧဝံဂေလိတစ်ခုပါလားဆိုတာ
သဘောပေါက်သွားတဲ့အခါသူရဲ့အသက်ရှင်မှုမှာသူကတတိထားလာတယ်အလေးနဲ့ထားလာသူဘာနဲ့ဆက်ဆံတဲ့စကားပြောတဲ့အခါမှာလည်းအမြဲတမ်းဒီ mindset နဲ့သူကအသက်ရှင်ဆို mission mindset ဖြစ်သွားတာပေါ့ကျွန်မလောက်တာလည်းမှားတယ်ဒါပေမဲ့တာဝန်အရလုပ်ရင်လည်းမှားတယ်သူက being ခေါ်တာပေါ့ living ပေါ့နော်ဖြစ်ချင်းဖြစ်တယ်အဲ့လိုဖြစ်ချင်းနဲ့အသက်ရှင်ခြင်းဆိုတာမျိုးနားလည်ဖို့အတွက်ကြတော့တုံသင်ပေးဖို့ကအဲ့ဒီအသင်းတော်ရဲ့ခေါင်းဆောင်တွေမှာတာဝန်ရှိတယ်ကဲဘာမေးချင်ကဲမိရှာရှိလားတဲ့အဲ့တော့ကျွန်တော်ဟုတ်ကဲ့ဘာလဲကျန်တဲ့ကိစ္စနော်တည်းမှာကျွန်တော်ကြားလိုက်တာကဟို TV ရောဆွဆိုရလေအဲ့ဒါကိုသူအသက်မတိတ်ခင်မှာပေါ့လေနမိတ်လက္ခဏာအများကြီးပြတယ်ဆိုတော့သူတိတ်တဲ့နောက်ပိုင်းမှာလူတွေကဝေဖန်ပြီးတော့သူဖျားเจ้าမှာလာပါဘယ်မှာလဲမသိဘူးအလုံးလုံးတဲ့လူတော်မှအမျိုးသမီးတွေစော်ကားတယ်အမျိုးမျိုးလုပ်တယ်အဲ့ဒါကြီးဝေဖန်တာကိုတော့တကယ်အဲ့ဒီလိုဝေဖန်တာတင့်တော်သလားတေပြီးတဲ့နောက်ပိုင်းမှာဝေဖန်တာဟိုတင့်တော်သလားဒါမှမဟုတ်လဲစော်ကားပြီးတော့ဟိုဖြစ်လို့ရှိရင်အဲ့ဒီနမိတ်လက္ခဏာတွေပြနိုင်တယ်သူကတခုတော့ရှိတာပေါ့နော်နမိတ်လက္ခဏာကတော့အမျိုးမျိုးလမ်းကြောင်းကနေလာနိုင်တာပဲလीနော်ဆိုတော့တခုရှိတာကနမိတ်လက္ခဏာဆိုတာကဖျားလူပိတခြင်းကိုတော့သူကကိုစားမပြုဘူးနမိတ်လက္ခဏာလုံနိုင်တယ်ဆိုတာနော်ဒါတော့ကျွန်တော်တို့ညီရမိသားစုတွေတေချာခွဲတက်ဖို့လိုတယ်နမိတ်လက္ခဏာဆိုတာကအကယ်၍ပေါ့တခြားလမ်းကြောင်းကမလာဘဲနဲ့ဝိညာဉ်တော်စုကျေးဇူးနဲ့လှုပ်တယ်ဆိုရင်တောင်မှသူကနမိတ်လက္ခဏာပြုနိုင်ခြင်းသည်ဒီလူဒီဖျားလူပိတတော်လူဖြစ်တယ်ဆိုတာကိုသူက indicate လုပ်တဲ့အရာမဟုတ်ဘူးကျွန်တော်တို့ခရစ်ယာန်တော်တော်များများမှားတဲ့အမှားအဲ့ဒါလူတယောက်တရားဟောကောင်းလာရင်လူတယောက်ဆူတောင်းလို့အနာရောဂါညင်းဒီလူဖျားလူလို့တခါတည်းတန်းတတ်မှတ်လိုက်တယ်သူကဖျားလူဖြစ်ခြင်းမဖြစ်ခြင်းကဘာနဲ့ကြည့်ရလဲဆိုသဘောနဲ့ကြည့်ရတယ်သူကအစွမ်းနဲ့မကြည့်ရနော်ဆိုတော့ TV Joshua ဖျားလူဖြစ်တယ်မဖြစ်ဒါကတော့ကျွန်တော်မဝေဖန်လို့ဒါပေမဲ့ तू မဟုတ်ဘယ်သူမဆိုပေါ့နော်ကျွန်တော်ဥမာဆိုကြပါစို့ကျွန်တော်တို့ဟိုဘက်2023လောက်မှာ2023ထင်တယ်နာမည်ကျွန်တော်မေ့သွားတယ်အဲ့ဒီလူအရန်နမိတ်လက္ခဏာတွေလောက်တယ်เนาะပွဲတွေပါလို့ပြီးသူ့တွေးရမှုနဲ့လားမသိဘူးသူကအခါတည်းမှားပြီးတော့မှတခါတည်းပြဿနာတွေတက်ပြီးတော့မှတခါတည်းပျောက်ထွက်သွားဟိုတက်တူးတွေနဲ့လူတယောက်ကတုံးနဲ့ဆိုတော့နမိတ်လက္ခဏာတကယ်ဖြစ်တယ်လို့လည်းပြောတာပဲပေါ့ဆိုတော့ဒီ characteristic နဲ့ဒီနမိတ်လက္ခဏာနဲ့ဘယ်လိုမှဆက်ဆက်လို့မရဆိုတော့ဆက်ဆက်လို့မရဘူးလို့ပြောတဲ့အခါမှာအကြောင်းရင်းကနှစ်ခုပဲဒီနမိတ်လက္ခဏာတွေကအစ်စ်လားဟုတ်ပြီနော်တကယ်အနာရောဂါငြိမ်းတာလားဟုတ်ပြီငြိမ်းတယ်ဆိုရင်နောက်ထပ်မေးခွန်းတစ်ခုကဒီအနာရောဂါငြိမ်းတဲ့လမ်းကြောင်းကဝိညာဉ်တော်စီကလာတာလားဒါမှမဟုတ်တခြားလမ်းကြောင်းကလာတာလားဒါမျိုးပေါ့ဝိညာဉ်တော်စီကလာတယ်ဆိုရင်တောင်မှသူကပုဂ္ဂိုလ်အဖြစ်တာမဟုတ်ဘူးစုကျေးဇူးဆိုတာကလူတယောက်ကဖျားနဲ့မှန်စုကျေးဇူးကတော့အလုပ်လုပ်တယ်နော်လူတယောက်ကဖျားနဲ့မမှန်ပဲနဲ့တရားဟောကောင်းနေလို့ရတယ်တရားဟောတမန်တရားအစ်စ်ကိုသူပြောနိုင်တယ်လေ့လာရင်ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီလိုပြောနိုင်ခြင်းဟာသူဖျားလူဖြစ်တယ်လို့ပြောလို့ရတယ်ဟလာစိတ်ချလို့ရတယ်တက်သေးမဟုတ်ဆိုတော့ဖျားလူဖြစ်ခြင်းကသဘောနဲ့သွားတယ် character နဲ့သွားတာပေါ့နော်ကျွန်တော်တို့ကအခုကခရစ်ယာန်တွေကပါလဲဆိုတရားဟောကောင်းရင်ဖျားလူလို့တန်းခေါ်လိုက်တယ်ဆူတောင်းလိုက်လို့နည်းနည်းလူ3ယောက်လောက်လဲရင်တော့မှသူဖျားလူဖြစ်သွားအောင်နော်ဘာမှမဆိုင်သူကလူလဲတာမလဲတာလူပြောင်းလဲတာမပြောင်းလဲတာကိုသွားပြီးကိုစားမပြုဆိုတော့ကျွန်တော်တို့လူတယောက်ဆူတောင်းလိုက်လို့ပြစ်လဲသွားတာအဲ့ဒါနဲ့ဒီလူကဘိသိက်ရှိတယ်ဆိုတော့ဘိသိက်ရဲ့အဓိပ္ပာယ်တော်မှာခရစ်ယာန်တော်တော်များများနားမလဲဆူတောင်းပြီးလူလဲတာဘိသိက်နဲ့မဆိုင်ဘူးဘိသိက်ကအဲ့ကိစ္စနဲ့သွားပြီးတော့တက်သေးထိုးရတာမဟုတ်ဆိုတော့အဲ့တော့စောပြောတဲ့ဆရာ TV Joshua က तू ဘာနဲ့သူနမိတ်လက္ခဏာလောက်တယ်လဲဆိုတာကျွန်တော်မသိဘူးနမိတ်လက္ခဏာတွေဖြစ်တယ်ဆိုတဲ့သက်သေခံချက်တွေတော့အများကြီးတွေ့ရတယ်သူ prophet ပြုချက်ကမှန်တဲ့ချိန်လည်းရှိတယ်မှားတဲ့ချိန်လည်းရှိတယ်เนาะဒါကကျွန်တော်အားလုံးအသိပဲဆိုတော့ဒီဟာတွေအားလုံးကဖျားရဲ့စုကျေးဇူးနဲ့အမှန်တကယ်သူလုပ်ခဲ့ရအောင်မှအဲ့ဒါတွေဒီသူဖျားလူပိတတယ်ဆိုတဲ့ညွန်ပြချက်တော့မဟုတ်ဘူးဟုတ်ပြီနော်ဖျားလူပိတခြင်းကသူ့ရဲ့အနာရောဂါငြင်းခြင်းနဲ့မဆိုင်ဘူးသူဘလောက်ပဲ prophet ပြုတာမှန်ဒါဖျားလူဖြစ်တယ်လို့ပြောလို့ရတဲ့စကားမဟုတ်အဲ့တော့သူ့ရဲ့ဖျားလူဖြစ်ခြင်းကျွန်တော်ရဲ့ဖျားလူဖြစ်ခြင်းဒီကလူတွေအားလုံးရဲ့ဖျားလူဖြစ်ခြင်းကကျွန်တော်တို့ရဲ့သဘော
ဖျားသဘောနဲ့ပြည်လားဖျားရဲ့ဇယိုက်လက္ခဏာရှိသလားဒါနဲ့ကြည့်ရတာအဲ့တော့တနေ့ကျွန်တော်တို့ခရစ်တော်ရှေ့ရောက်တဲ့ခါမှာကျွန်တော်တို့ရဲ့အစွမ်းနဲ့ဘလောက်အလုပ်လုပ်ခဲ့တယ်လဲဆိုတော့ဖျားမကြည့်ကျွန်တော်တို့ထဲကနေဖျားသဘောဘလောက်ထင်ရှားလဲဒါကိုကြည့်တာသစ္စာရှိတဲ့ငယ်သားကောင်းဆိုတာဒါကိုပြောတာကျွန်တော်ဘလောက်ထိအသင်းတော်တွေထောင်ခဲ့တယ်လဲဟာလားဘလောက်ထိအနာရောဂါငြိမ်းချင်းခရုစိတ်တွေလုပ်ခဲ့လဲအဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ထဲကနေလူတွေခရစ်တော်ကိုဘလောက်မြင်သွားတယ်လဲဒါကိုကြည့်တာကျွန်တော်လည်းတက်သေးပေါ့ဆိုတော့ဒါကြောင့်ဒီဆရာ TV Joshua ရဲ့လုပ်ခဲ့တဲ့ကိစ္စတွေဒီဖျားလူဖြစ်ချင်းမဖြစ်ချင်းကိုကိုစားမပြုတ်ဘူးလို့ကျွန်တော်တို့ကအရင်ဆုံးနားလည်ဖို့လိုတယ်လို့နံပါတ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဘက်ကပေါ့နော်ဒီလူတစ်ယောက်ကဟိုတေသွားပြီးမှတော့နော်တေသွားပြီးမှတော့အဲ့ဒီလူကိုထိုင်ပြီးတော့မှကဲရဲ့ပြစ်တင်ရှုပ်ချနေတဲ့ကိစ္စကတော့ personal အရာတော့ကျွန်တော်အမြင်ပေါ့ personal အရာဒါကမလုတ်တဲ့အရာလို့တော့ကျွန်တော်ကခံစားရတယ်နော်ဒါဘာမှလည်းအကျိုးမရှိတော့ဘူးလေနော် तू ရှိနေလို့ तू ကသူများတွေကိုလိုက်ဒုက္ခပေးနေမယ်ဆိုရင်တော့ဒါကတမျိုးတစ်ဖုံတော့ဒီဟာကို expose လုပ်ရမယ့်အနေအထားမျိုးရှိတာပေါ့ तू ကဒုက္ခပေးနေတယ်ဆိုရင်အခုက तू ဒုက္ခမပေးနိုင်တော့တာဆိုတဲ့အခါကျတော့ဒါပေမဲ့လေနော်ဖျားကတော့ဒီကိစ္စတွေကိုအကယ်၍လူတယောက်ကတကယ်လုပ်ခဲ့တယ်ဆိုရင်ဖျားကဖော်မှာပဲ तू ကဒါဖျားကိစ္စတနည်းနည်းနဲ့ဖော်မယ်အဲ့ဖော်ဖို့အတွက်ဟလာအဲ့တာဝန်ကိုလက်ခံရယူတဲ့သူတွေကတော့ရှိမှာပါသူနော်ရှိနေမှာပဲအဲ့လိုပြောချင်တဲ့သူတွေကအများကြီးကိုသိတယ်မလားဒါမျိုးကိစ္စဆိုအရင်ပြောချင်တာဆိုတော့ရှိနေမှာဖះဖော်မှာပဲဘာလို့ဖော်မလဲဆိုရင်မှန်ခဲ့ရင်ပြောတာပါနော်ဘာလို့ဖော်မလဲဆိုရင်ဒီလိုအရာမျိုးနဲ့ပတ်သက်ပြီးလူတွေစင်ကျင်တတိထားနိုင်ဖို့အတွက်ဖះပေါ်ခွင့်ပေးမှာပဲဒါပေမဲ့ကိုကတော့အဲ့ဒီအရာမျိုးကိုပြောဖို့အတွက်အာတိတရှိတဲ့သူဖြစ်မနေဖို့တော့လိုတာပေါ့နော်ဆိုတော့ဖះဖော်အမျိုးမျိုးဖော်လို့ရတယ်နော်ဆိုတော့ကျွန်တော်ရဲ့ personal အရာတော့ CITV Joshua သူ့မှာသူဂျေစုရှိတဲ့သူတရားအနေနဲ့အတိမတ်ပြုလို့ရကောင်းရမယ်ဒါပေမဲ့သူ့ကိုဖះလူတရားလို့ဒီအချက်တွေကိုကြည့်ပြီးတော့မှကျွန်တော်ကအတိမတ်ပြုဖို့တော့အားမပေးဘူးဘယ်သူကမှအဲ့လိုမျိုးမကြည့်ရအောင်နမိတ်လက္ခဏာလောက်တိုင်းဖះလူမဟုတ်ဘူးဖះလူတွေနမိတ်လက္ခဏာလောက်ထားတာရှိတယ်နော်ဥပမာရှင်ဘောလူနမိတ်လက္ခဏာလောက်တယ်ဟလာရှင်ပေဒရုနမိတ်လက္ခဏာလောက်တယ်ဖျားလူနမိတ်လက္ခဏာလောက်တယ်ဒါပေမဲ့နမိတ်လက္ခဏာလောက်တိုင်းဖျားလူမဟုတ်ဘူးအဲ့တော့ဘာကွာလဲဆိုမရှင်ဘောလူဆိုဥပမာပြောနော်တမန်တော်ဝိတ္ထုထဲမှာကျွန်တော်တို့ဘာဖတ်လဲဆိုသူ့ရဲ့ပဝါနဲ့ပြလိုက်တဲ့ကမှာအလူတွေအနာရောဂါငြိမ်းတယ်ဒါပေမဲ့အဲ့ဒါ तू ပြောတာမဟုတ်ရှင်ဘောလူပြောတာမဟုတ်ကျွန်တော်ရှင်ဘောလူဩဝါဒစာတွေအများကြီးဒီမှာကျွန်တော်ဖတ်ရတယ်ဘယ်ဩဝါဒစာမှ तू ဒီလိုလှုပ်လို့လူတွေအနာငြိမ်းပါတယ်ဆိုတာတခါမှပေါ်လို့မရေးမရေးပေါ်လို့ရေးမှသိရမယ်ဆိုကျွန်တော်သိမှာမဟုတ်ဘာ तू အဲ့ဒါတွေမကြွားတတ်ဘူးအဲ့ဒါကိုကြွားစရာလို့လည်း तू မမြင်ဘူးငါတကောဘယ်လောက်ရှိတာနော်ငါ့ကိုဖျားဘယ်လောက်သုံးတာလဲအဲ့ဒါ तू အလုံးမောပေတရုလည်းမပြောပေတရုဆိုရင်အရေးကြပြီးအနာငြိမ်းတယ်နော်ကျန်တာတမန်တော်ဝိတ္ထုထဲမှာအဲ့တော့ရှင်လုကာမှတ်တမ်းတယ်နော်ရှင်လုကာမှတ်တမ်းတင်လို့ကျွန်တော်တို့ဖတ်ရတာဒါပေမဲ့ပေတရုဩဝါဒစာထဲမှာသူ့အရေးကြလို့အနာငြိမ်းပါတယ်ဆိုတာတခွမှမရေးထားဘူးဖျားလူအားလားသူတို့ရဲ့အနာရောဂါငြိမ်းချင်းစုကျေစုနဲ့ဆိုင်တဲ့အရာကိုဘယ်တော့မှသူတို့ကထုတ်မကြွအောင်။ဘာကြောင့်လူတွေကိုအဓိကညွန်ပြရမယ့်အရာအဲ့ဒါမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိတယ်။လူတွေကိုအဓိကညွန်ပြရမယ့်အရာဒီပါလဲဆိုရင်ခရစ်တော်ရဲ့ဇယိုက်လက္ခဏာ။အဲ့တော့ဒီတမန်တော်တွေရဲ့ဩဝါဒစာတွေမှာတူတာတစ်ခုရှိတယ်အဲ့ဒါခရစ်တော်ရဲ့ဇယိုက်လက္ခဏာ။တားတော်ရဲ့တဏ္ဍာနဲ့တင်ကြီးတဏ္ဍာနဲ့ဖြစ်ဖို့ဒါပဲသူတို့ကပတ်ပြောနေတာ။ဘာဖြစ်လို့အဲ့ဒါအရေးကြီးဆုံးအရာမို့လို့ဝိညာဉ်စုကျေးဇူးနဲ့ပတ်သက်ရင်တော့မှကျွန်တော်တို့ကောရိန္သုဩဝါဒစာထဲမှာပဲကျွန်တော်နည်းနည်းလေးတွေ့ရတယ်နည်းနည်းလေးပဲဘာလို့အဲရှုပ်ထွေးမှုဖြစ်လို့လှမ်းပြီးရှင်းတာရှင်ဘောလူကဒါပေမဲ့ခရစ်တော်ရဲ့တဏ္ဍာနဲ့အညီတဏ္ဍာနဲ့ဖြစ်ဖို့ခရစ်တော်ရဲ့ဇယိုက်လက္ခဏာခရစ်တော်ရဲ့စိတ်သဘောဒါကြတော့ထက်ခါကျွန်တော်တို့ကတွေ့ရတယ်ဘာလို့ဆိုကျွန်တော်တို့တတိလက်လွတ်ဖြစ်သွားမှာဆိုလို့တောက်လျှောက်ပြောတာသူကတမန်တော်တွေကတောက်လျှောက်ပြောတာတနေ့ခရစ်တော်ရှေ့ရက်တဲ့အခါမှာခရစ်တော်ကဘာကြည့်မလဲဆိုကျွန်တော်တို့ကိုမှန်ကြည့်တယ်လို့ကြည့်ချင်တာသူကကျွန်တော်တို့ကြီးလိုက်တာနဲ့သူ့ကိုယ်သူမြင်ရတဲ့အခြေအနေမျိုးလိုချင်တာဒါကြောင့်တမန်တော်တွေအဖြစ်ဒါကိုသင်တာဆိုတော့ဒါကိုကျွန်တော်တို့ခွဲတက်ဖို့လိုတယ်ဆိုတော့ဒီကိစ္စဆောမေးတဲ့မေကွန်ကဒီကိစ္စမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအဲ့ဒီကိစ္စကိုတည်သွားပြီးတဲ့လူတယောက်ရဲ့အရှုပ်ထုတ်ကိုပေါ့နော်ဖော်တဲ့လူကတော့ကိုမဖြစ်တော့အကောင်းဆုံးပေါ့ဒါပေမဲ့အဲ့လိုပြောလို့မပေါ်လာဘူးလည်းမျှော်လင့်လို့တော့မရဘူးနော်ဘုရားဒါဝိတ်လိုလူမျိုးရဲ့အပုတ်တောင်မှဖော်တာပဲမရဘူးသူကအကိဖြစ်ခဲ့ပေါ့နော်ဆိုတော့ဒါကတော့ကြောက်ခွက်တက်ဖို့ပေါ့ဟုတ်ပြီ
အဓိကကျွန်တော်တို့ဒီနေ့အသင်းတော်ကိစ္စကိုကျွန်တော်တို့ကဟိုလောက်ရမှာနော်အသင်းတော်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မေးမြန်းဖို့ဖြစ်တယ်ကျွန်တော်တို့ရဲ့ရှေ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှာဆိုတော့ကျွန်တော်မမေ့စေချင်တာကပထမဆုံးမှာကျွန်တော်ဗာပြောခဲ့လဲ one အဲ့ဒါမခတ်ဘူးလေနော်မဟုတ်မခတ်ဘူးဆိုတော့အသင်းတော်လို့ကျွန်တော်စဉ်းစားရင်ရှေ့ဆက်သွားမယ်ခရီးစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့အတွက်ဘယ်တော့မှမမေ့ရမယ့်အရာဒီဘာလဲဆို1နော်အဲ့တော့1ကအရင်စွမ်းအားကြီးတယ်ဖျားနဲ့စန့်ကျင်ပတ်ဆိုရင်တော့မှစွမ်းအားကြီးသေးတယ်သူက1ဖြစ်လို့အဲ့တော့ဒါပေမဲ့ဖျားနဲ့စန့်ကျင်ပတ်1ဆိုရင်တော့ဖျားရဲ့ဖြည့်ဆည်းခြင်းခံရမယ်ဒါပေမဲ့ဖျားတိဆောက်တဲ့1ဖြစ်တယ်ဆိုရင်ဖျားဟလာစူးစီးပေးတဲ့1ဖျားညွန်ပြတဲ့1ဆိုရင်တော့အဲ့ဒါကထာဝရတိခိုင်ခန့်တဲ့1ဖြစ်သွားမယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အားလုံးမှာအကြံကောင်းအညံကောင်းတွေရှိတတ်ကြတယ်တခါလေကျရင်အသင်းတော်နဲ့ပတ်သက်လာရင်လေပြဿနာကလေဟိုတခါလေကျရင်အရန်ဟိုဒုက္ခပေးတတ်တဲ့လူတွေမဟုတ်အဲ့အကြံကောင်းညံကောင်းတွေကပြဿနာအကြံကောင်းညံကောင်းတွေကကိုစီရှိနေတယ်အဲ့အကြံကောင်းညံကောင်းတွေကတယောက်နဲ့တယောက်ကသဘောကမတူကြအဲ့ဒီအကြံကောင်းညံကောင်းတွေပေးနေပဲထကွဲကြနော်ဆိုတော့ကျွန်တော်တို့အကြံကောင်းညံကောင်းတွေနဲ့တွားဖို့မဟုတ်အဓိကငါတို့ခရစ်တော်ရဲ့သဘောနဲ့တယောက်နဲ့တယောက်ဟလားဖခင်ရဲ့အလိုတော်နဲ့အညီဘလို့တာ၍ယဉ်နီးကျွမ်းဝင်နိုင်မလဲဖခင်ကဘလို့ပြောတယ်လဲဒီအပေါ်မှာပဲကျွန်တော်တို့အခြေခံပြီးဒီပေါ်မှာပဲပြန်လာရတယ်ဒီ one focus ကိုပဲပြန်လာရတယ်အဲ့ဒီ one focus ကိုတွားရင်ကျွန်တော် focus တူနေတဲ့၍เนาะကျွန်တော်တို့ဘယ်တော့မှကွဲပြားမှုဆိုတာမဖြစ်နိုင်ဆိုတော့ဥပမာပေါ့เนาะဥပမာနည်းနည်းမြင်လွယ်အောင်ကျွန်တော်တို့ဆိုကြပါစို့ဒါကျွန်တော်တို့circle of people ပေါ့နော်ဆိုရှေ့ဆက်မသွားသေးပဲနဲ့ကျွန်တော်တို့ဒါလေးကို revision ပြန်တော့ပုံမှတ်မိတာပေါ့ဒါကျွန်တော်တို့ပဲထားပါတော့နော်အားလုံးကလူကလူပင်ယူဆိုးယူလာမရှိတော့ဒီလိုမျိုးဒုတ်တစ်ချောင်းနဲ့ဆွဲလိုက်တော့ဆိုတော့သူ့မှာလည်း good idea ရှိမှာเนาะသူ့မှာလည်း good idea ရှိမှာ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 เนาะအားလုံးမှာ good idea တွေရှိကြအားလုံးမှာ good idea တွေရှိကြအဲ့တော့အားလုံးကစေတနာရှင်တွေပေါ့နော်အားလုံးကစေတနာအပြည့်အဝနဲ့အသင်းတော်ရဲ့ကောင်းရကောင်းကျိုးတွေကိုစဉ်းစားကြတယ်ပေါ့ဆိုအဲ့ဒီမှာဘာပြဿနာရှိလဲဆိုတော့ဒီ good idea တွေကမတူကြဘူးတခါလေကျစန့်ကျင်ဘက်တောင်ဖြစ်နော်မဒီတယောက်ဒီရလို့ရင်တော့ဘာဖြစ်ဖြစ်အသင်းတော်အတွက်အကျိုးရှိမယ်ထင်တယ်ဒါလေးလုပ်ရအောင်ဆိုနောက်တစ်ယောက်ဟာမဟုတ်ဘူးတကယ်တမ်းကျတော့ဒါလုပ်တယ်ဆိုရင်ဒီဟာကအချိန်ကုန်မယ်ပတ်စံကုန်မယ် stress ဖြစ်မယ်ဘာညာဆိုဟိုကလည်းစေတနာနဲ့ပြောပြန်ရောနော်အဲ့လိုမျိုးတွေဖြစ်ကြရောဆိုတော့အဲ့ဒီမှာနော်အားလုံးက good idea တွေကမတူကြတခါကျရင်စန့်ကျင်ဘက်တွေဖြစ်ဒါပေမဲ့အားလုံးကတော့စေတနာနဲ့ပြောကြတာကြီးပဲနော်ဆိုတော့အဲ့မှာအဲ့ဒီ good idea တွေနဲ့တင်အကုန်လုံးက focus တွေကပြဿနာတွေတက်ကုန်အောင်ဘာလို့အဲ့လိုဖြစ်တယ်လဲဟမ်ဘာလို့အဲ့လိုဖြစ်ကြတာသိလားခရစ်တော်ဦးတိချက်မတူလို့မဟုတ်ခေါင်းမတူလို့ခေါင်းနဲ့အများကြီးလေခေါင်းနဲ့အများကြီးနဲ့စဉ်းစားရင်အကြံတွေအများကြီးထွက်လာမှာပဲခေါင်းမတူတဲ့အတွက်အကြံဉာဏ်တွေကတူမှာမဟုတ်စေတနာပလောက်ကောင်းကျွန်တော်တို့တူအောင်ကြည့်ဖို့ဆိုတာမဖြစ်နိုင်ခေါင်းတွေအများကြီးဆိုတော့အဲ့တော့ဒီမှာ center ဒီကိုကြည့်လိုက်တဲ့အခါကျတော့ focus ကကိုယ့်ရဲ့ good idea မဟုတ်တော့ဘဲနဲ့ focus တွေကတနေရာတည်းဘာဖြစ်သွားလဲရောက်သွားတယ်တနေရာတည်းကြည့်ရတယ်သူတော့ကို good idea နဲ့ကြည့်လို့ရှိရင်ကိုကြည့်တာကတနေရာ तू ကြည့်တာကတနေရာဟလားနူဘက်ကြည့်တာတနေရာပတ်လည်ကြည့်တာတနေရာပတ်ခိုင်ကြည့်တာတနေရာကိုထွေးကြည့်တာတနေရာအန်တီလီလီကြည့်တာတနေရာဒေါ်နင်းဝီကန်ကြည့်တာတနေရာကိုထွေးကြည့်တာတနေရာဒေါ်ကယ်ရကြည့်တာတနေရာအားလုံးကကြည့်နေတာအကုန်လုံးအဆွေဆောင်းနေကြည့်ပဲသိရမလားအကုန်လုံးတနေရာစီရောက်နေတာလေဒါပေမဲ့အားလုံးကစေတနာနဲ့ကြည့်ကြတာပဲအဲ့တော့စေတနာနဲ့ကြည့်တော့ပို့ဆိုငါစေတနာနဲ့လောက်တာဘာလို့သူတို့ကလက်မခံတာလဲဟလား
မဟုတ်လေငါပြောတာပိုကမကောင်းဘူးလားအားလုံးကောင်းတာကိုပြောရင်းနဲ့ပဲမကောင်းဘူးလားဟာကောင်းတယ်မကောင်းဘူးနဲ့အမှပြဿနာထပ်တာအဲ့စိတ်တွေနာကုန်ကြစေတနာထားလို့လက်မခံတဲ့အခါကျတော့စိတ်နာကုန်ကြအဲ့တခါလေကျရင်အသင်းတော်တွေရဲ့ကွဲပြားမှုဟာစေတနာမရှိလို့မဟုတ်အရှိလွန်ကြတာနော်ကိုယ့်ရဲ့စေတနာနဲ့ကိုယ့်ရဲ့ good idea ကိုခရစ်တော်ရဲ့ဦးကောင်းတော်ဖြစ်ခြင်းကိုသိမှတ်ခြင်းထက်ပိုတန်ဖိုးထားလိုက်တာဆိုတော့ကျွန်တော်ရဲ့စေတနာတွေဟာဘယ်ကိုပဲဥတည်ရမလဲခရစ်တော်ရဲ့ဟလာဦးကောင်းတော်ဖြစ်ခြင်းကိုဝန်ခံခြင်းမှာပဲဥတည်ရတယ်အဲ့ဒါဆိုတော့အလုံးပါမြင်လဲဒီကိုလမ်းကြည့်တော့အလုံးဒီကိုအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ဘယ်နှခုမြင်လဲတစ်ခုပဲမြင်တယ်ကိုယ့်အကိုကြည့်ရင်တယောက်တစ်ခုစီမြင်တာအဲ့တော့10ယောက်ရှိရင်အမြင်10ခုထွက်လာနော်အစီအစဉ်10ခုထွက်လာတယ်အကြံစီ10ခုထွက်လာတယ် idea 10ခုထွက်လာဒါပေမဲ့တယောက်ကြည့်ရတော့အမြင်တစ်ခုပဲထွက်လာတော့အကြံစီလည်းတစ်ခုပဲအစီအစဉ်လည်းတစ်ခုပဲအဲ့တော့အားလုံးကမဖြစ်နိုင်လဲ agree လုပ်နိုင်ဒါကြောင့်ဥကောင်းဖြစ်ခြင်းဆိုတာအဲ့ဒါပြောတာကျွန်တော်အသင်းတော်ခရစ်တော်ဥကောင်းပဲဒါပေမဲ့မဟုတ်ဘူးကိုဥကောင်းနဲ့ကိုအလုပ်လုပ်နေကြတာသူကလည်းသူဥကောင်းနဲ့ကိုကလည်းကိုဥကောင်းနဲ့လားအားလုံးကကိုဥကောင်းနဲ့အားလုံးကစေတနာပရဘွားနဲ့ကိုဥကောင်းနဲ့လှုပ်လို့ကြတော့အမှကွဲကြဆိုတော့ဒီ one ကအဲ့ဒါ one focus နော် one mind one heart one desire one plan နော်အဲ့တော့အဲ့ဒီလိုကျွန်တော်တို့ကဘ ਹੁ ပြုတ်တတ်ဖို့လိုတယ်ဒီဟာကိုကျွန်တော်တို့ဒီ the power of one ကိုကျွန်တော်တို့တတိရဖို့လိုတယ်မှတ်မိဖို့လိုတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ဗာပြောသွားသေးလဲအဲ့ဒီ wine ကခရစ်တော်ရဲ့ဆူတောင်းချက်လည်းဟုတ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကခရစ်တော်နဲ့ခမဲတော်တလုံးတဝါးဖြစ်တဲ့ကဲ့သို့ကျွန်တော်တို့တလုံးတဝါးဖြစ်ခြင်းကိုဘ ਹੁ မပြုတ်ဘူးအာယုံမဆိုင်ဘူးဆိုရင်ခရစ်တော်ရဲ့ဆူတောင်းခြင်းကိုကျွန်တော်တို့ကအတိမမပြုတ်ဘူးအလေးနဲ့မထားတာ ਨੇ တူတယ်ဆိုတော့အဲ့ဒါကဘာလဲဆို basically အဲ့ဒါကဘာဆိုလို့လဲဆိုတော့ကျွန်တော်တို့ကဖျားလိုချင်တဲ့အသင်းတော်မျိုးမဖြစ်ချင်ကိုယ့် idea နဲ့ကိုအသင်းဖွဲ့တစ်ခုတည်ထောင်နေတာနဲ့တူတယ်နော်တလုံးတဝါးခရစ်တော်ရဲ့သဘောတဘာဝနဲ့တလုံးတဝါးဖြစ်ချင်တဲ့ဆန္ဒမျိုးကျွန်တော်မရှိဘူးဆိုရင်ခရစ်တော်ရဲ့ဆူတောင်းချက်ကိုညှင်းပယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဖျားလိုချင်တဲ့အသင်းတော်မျိုးကျွန်တော်တို့မဖြစ်ချင်ဘူးကိုယ့် idea နဲ့ကိုတည်ဆောက်ထားတဲ့အသင်းဖွဲ့တစ်ခုကိုကျွန်တော်တို့လိုချင်တာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အသင်းတော်လို့ခေါ်နေတာအလကားပဲနော်ဆိုတော့ဒီဟာကိုကျွန်တော်တို့သဘောပေါက်ဖို့လို့ဒါကတော့အဲ့ဒါရှင်ယောဟန်ရဲ့ဆူတောင်းချက်ဖြစ်တယ်အဲ့တော့ဆိုကနံပါတ်1မေးခွန်းကပါလဲ why နော် why ကဘာကြောင့်လဲအဲ့တော့ကိုယ့်ရဲ့ဘာကြောင့်လဲဆိုတာအရင်တော့ကတွေးဘူးလားငါတို့ဘာကြောင့်အသင်းတော်လုံးပါလဲတွေးဘူးလားခရစ်တော်ကဘာကြောင့်အသင်းတော်ကိုမြေကြီးပေါ်မှာထားလဲ why ကျွန်တော်တို့ဆောဆောစံစာထဲမှာဖတ်သွားတာဘာကြောင့်အသင်းတော်မြေကြီးပေါ်မှာထားလဲဆိုတော့ကျွန်တော်တို့ကသူ့နဲ့အတူလိုက်တွေးရတယ်ဟုတ်လားခရစ်တော်နဲ့အတူလိုက်တွေးရတယ်အဲ့တော့ဟမ်ဟာလေအေဖက်3ထဲမှာပြောထားတယ်လေကျွန်တော်တို့ why ကိုပြောထားတယ်ဘာကြောင့်လဲမြင်ရတယ်မမြင်ရတဲ့နေ့တွေမှာဘုရားသခင်ကအတင်းတော်အားဖြင့်ခရစ်တော်ကိုသိစေချင်ဟုတ်တယ်ဆိုဘုရားသခင်ရဲ့ပညာဆိုဘုရားသခင်ရဲ့ပညာတော်ဆိုရင်ကျွန်တော်တို့ကလေဟိုဘယ်လိုခေါ်မလဲဟာ scale တွေဘယ်လောက်ပြလိုက်မလဲဘယ်လောက် hot ပြမယ်ဘယ်လောက်လုတ်ပြမယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနေတကယ်တော့မဟုတ်ခရစ်တော်ကိုမထင်ရှားသေးကျွန်တော်တို့ဘုရားသခင်ရဲ့ပညာတော်ကိုကျွန်တော်တို့မထင်ရှားနိုင်ဘာကြောင့်ဆိုတော့ဒီဓမ္မဟောင်းမှာဟိုတုတ်တန်ကျမ်းထဲမှာနော် prophetic စကားတွေနဲ့သုံးထားတဲ့ပညာလို့ပြောရင်အဲ့ဒီပညာကတကယ်တော့ prophetically ယေရှုကိုပဲပြောတာဖြစ်တယ် wisdom of God ပေါ့ဆိုဘုရားရဲ့ပညာတော်တွေအားလုံးကဘု து ပေါ်မှာပဲပြည့်စုံပြီးထင်ရှားပြီးအကောင့်ထဲပေါ်လဲဆိုခရစ်တော်ပေါ်မှာပဲပြည့်စုံထင်ရှားပြီးအကောင့်ထဲပေါ်တာဖြစ်တယ်သူရှေးမစွာကလေးကကြံစီထားတဲ့အကြံစီတွေအားလုံးကခရစ်တော်အဖြစ်ပဲပြည့်စုံတယ်ဓမ္မသစ်ကာလမှာဆိုတော့ဘုရားရဲ့ပညာတော်ကိုကျွန်တော်တို့ထဲကနေထင်ရှားဖို့ဆိုရင်ခရစ်တော်ကနီလန်ပေါင်းစုံနဲ့ကျွန်တော်တို့ထဲကနေထင်ရှားလာဖို့ဆိုတော့နီလန်ပေါင်းစုံလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အသုံးခံခြင်းဖြစ်တယ်เนาะကျွန်တော်မနေ့ကလက်ထဲမှာဒီ soft pan ကိုပြပြီးတော့ကျွန်တော်ဥပမာပေးတယ်เนาะဆိုတော့နေ့စဉ်ကျွန်တော်တို့ကိုမေးရမယ်မေးခွန်းကဘာလဲဆိုတော့ငါဆိုတဲ့ဒီ soft pan လေးကเนาะ
ဘယ်သူကင်ပြီးရင်းနေတာလဲပြောတယ်ခရစ်တော်လည်းပြောအဲ့အနောက်ကဆိုတာပါဆိုတော့ခရစ်တော်ကကင်ပြီးရေးရင်ခရစ်တော်ရဲ့ရည်ရွယ်ချက်ပေါ်လာမှာပေါ့ဟုတ်တယ်မလားကိုယ့်အကိုကင်ရေးရင်နော်ကိုယ့်ရည်ရွယ်ချက်ပဲပေါ်မှာပေါ့စာရန်ကင်ရေးရင်နော်စာရန်ရည်ရွယ်ချက်ပေါ်လာမှာပေါ့ဂိုင်းကနာကင်ရင်ဂိုင်းကနာရည်ရွယ်ချက်ပဲပေါ်လာမယ်ဆိုတော့ဒါပဲဆိုတော့ဒီတမန်ဗာလဲဒီဝိညာဉ်နယ်ပယ်ကတတ္တဝါတွေကတော့ကျွန်တော်တို့ကင်ရေးတဲ့ကိစ္စတွေနော်ကျွန်တော်တို့စိတ်ကြိုက်လုပ်တဲ့ကိစ္စတွေစိတ်ဝင်စားသူတို့ဘာမှလည်းသူတို့အတွက်တန်ဖိုးမရှိဘူးကြောက်လဲကြောက်เสียအကြောင်းလည်းမရှိသူတို့စိတ်ကိုမဝင်စားဒါပေမဲ့ခရစ်တော်ကင်ရေးပြီဆိုရင်တော့အဲ့ဒီအရာကသူတို့အတွက်ချိန်ချောက်မှုပဲဖြစ်တယ်နော်ပြီးရင်အဲ့ဒီအရာကနတ်ဆိုးအတွက်စာတန်အတွက်ဒီဝိညာဉ်နယ်ပယ်အတွက်ချိန်ချောက်မှုနဲ့တက်တည်ဖြစ်ပြီးတော့မှမြေကြီးပေါ်မှာကြတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဆိုင်တဲ့ဖခင်ရဲ့တက်တည်ဖြစ်ခြင်းနဲ့ဆိုင်တဲ့တက်တည်ဖြစ်သွားတယ်နော်သူကနယ်ပယ်နှစ်ခုကိုတက်ရောက်မှုဖြစ်စေတယ်နော်ဒါပေမဲ့ဘယ်ကနေစလဲဆိုရင်သူကမမြင်ရတဲ့နယ်ပယ်ကစတယ်ဘာကြောင့်လဲမမြင်ရတဲ့နယ်ပယ်ကပဲမြင်ရတဲ့နယ်ပယ်ကိုအဓိကသူကကင်တွယ်နေတာဖြစ်တယ်ဟုတ်ပြီနော်ဥပမာအခြေခံကြကျွန်တော်ပြောပြမယ်နော်အခုကျွန်တော်တို့ဒီမှာBible study လုပ်မယ်အဲ့ဒီအစီအစဉ်ပဲရစားအမြင်ရတယ်ဒီကနေစားတာဒီအတွေးတွေကနေစားဟုတ်ပြီနော်ဒီအတွေးကနေစပေမဲ့အဲ့ဒီအတွေးကိုအရင်ဆုံးနားလည်စေတဲ့ revelation ဆိုတာရှိသေးတယ်အဲ့ဒီ revelation ကနေလာတာအဲ့ဒီအတွေးကငါတို့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီတမန်တရားကိုသင်ယူဖို့လိုတယ်အသင်းတော်နဲ့ဆိုင်တဲ့အခြေခံအုတ်မြစ်ကိုငါတို့နားလည်အောင်ငါတို့ခံယူဖို့လိုတယ်ဆိုတော့ revelation တစ်ခုကိုရတယ်ရတဲ့အခါမှာအတွေးထဲမှာဒီအစီအစဉ်ဖြစ်လာတယ်အဲ့ဒီအစီအစဉ်ကိုမှကျွန်တော်တို့ကတဖြည်းဖြည်းချင်းစကားနဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ပြောတယ်ပြောရင်းကနေအကောင့်ထဲဖော်ရင်နဲ့အခုလက်တွေ့ဖြစ်သွားတယ်အပြင်မှာတကယ်ရောက်လာဟုတ်ပြီနော်ဒါဆိုရင်အရာပဲစလဲမမြင်ရတဲ့နေရာပဲစတာဒါဆိုရင်လူတွေပောက်ကရတွေတွေးနေတာလူတွေမဟုတ်ကတွေဟလာအသင်းတော်ဆိုပြီးတော့မှဟလာဖះမကြိုက်တဲ့နီလန်းနေနဲ့အဖွဲ့အစည်းတွေကိုလှုပ်ဆောင်နေတာဘယ်ကစလဲမမြင်ရတဲ့အရာနေစပဲအဲ့ဒီမမြင်ရတဲ့အရာတွေဘယ်ကလာလဲလောကနေလာတာလောကမြင်ရတဲ့အရာတွေကနေဒီထဲဝင်သွားတယ်အဲ့ဒီမြင်ရတဲ့နီလန်းတွေကိုဘယ်သူကကင်လဲစာရန်ကင်ဟဲ့နော်လောကမှာရှိတဲ့ဒီလှုပ်ဆောင်မှုတွေလှုပ်ရှားမှုတွေအားလုံးကိုဘယ်သူကစီမံခန့်ခွဲလဲဆိုစာရန်ကကင်တယ်စာရန်ကကင်နေတော့အဲ့ကင်တဲ့အရာတွေကိုကြည့်ပြီးတော့မှအသင်းတော်ကလိုက်တူတဲ့အခါကျတော့အဲ့ဒီအသင်းတော်ရဲ့အတွေ့အထဲမှာဟဲ့လားယုံကြည်သူရဲ့အတွေ့အထဲမှာဒါတွေက reference တွေဖြစ်သွားတာမြင်ညမ်းစရာတွေကိုးကားစရာတွေပေါ့။အော်ငါတို့ဒီတိုင်းလို့ရင်တော့အသင်းတော်အောင်မြင်မယ်။ကြည့်နော်အသင်းတော်တွေမှာအခုဖြစ်နေတဲ့ကိစ္စတွေဟိုလျှက်စစ်မီတွေဖြက်လက်လာတာလေ။ဘယ်လာ။အရင်တော့အသင်းတော်တွေမှာရှိလို့လား။မရှိဘူး။ဘယ်လာလောကလာတာ။အဲ့လောကအစီအစဉ်တွေအကြံစီတွေဘယ်လာ။စာရန်စီကနေလာတာ။အဲ့လိုလာတာ तू ကလမ်းကြောင်းကအဲ့လိုလာတာ။အခုတော့ဟလာမျက်မှောက်တော်ဆိုရင်မီလေးဖြက်လက်လိုက်မှမျက်မှောက်တော်ခံစားရတယ်။ဟုတ်။ပုတ်ခံစားခြင်းလားမီခိုးလေးပါထွက်လိုက်။မိခိုးလေးပါရှိလိုက်ရင်တော့အရန်ကိုကဘုရားရဲ့ဘုန်းတော်တွေဘာတွေခံစားလို့တွေဘာတွေဖြစ်ကုန်နော်ဒါတွေဟာရုပ်တရက်ကြီးလိုက်ရင်တော့ဘာမှမဟုတ်လို့ပဲဒါပေမဲ့ is very serious တကယ်တော့မမြင်ရတဲ့နယ်ပယ်ကနေအားလုံးကိုချုပ်ကင်ပြီးတော့မှတဆင့်ချင်းသူက view ဟာနဲ့အသင်းတော်ကို attack လုပ်တာဖြစ်တယ်ဒါပေမဲ့အခုယုံကြည်သူတွေအသင်းတော်က attack လုပ်ခံရလို့ခံရမှတော့မသိဘူးကိုကကြိုက်တာဟုတ်ဟဲ့လားလိုလာကြီးကိုကလက်ခံထားမှာတော့ကိုကဟိုတိုက်ခိုက်ခံရတယ်လို့ကိုမထင်ဘူးသိရမလားကိုကိုပြုစုနေတယ်လို့တော့ခံစားရသေးတယ်ဆိုတော့ကြည့်မမြင်ရတဲ့နယ်ပယ်မှာရှိနေတဲ့ဒီ principalities တွေအထွတ်မြတ်အာဏာစက်တကူတွေကဒီအသင်းတော်ကိုကြည့်တဲ့အခါမှာသူတို့ကချင်းချောက်ခံရတဲ့အခါကျရင်တော့အဲ့အသင်းတော်တိုက်ခိုက်မှာပဲအဲ့ခါကျရင်တော့အဲ့တိုက်ခိုက်ခြင်းကဘယ်လိုလာလဲဆိုညှဉ်းပန်းနှိပ်စက်ခြင်းကနေလာညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတာတနည်းပြောရင် तू ကပယ်ခံရတာလို့ဘာလို့ပေါ့နော်ဆိုတော့စာရန်ရဲ့ view ဟာတိုက်ခိုက်တဲ့ view ဟာနှစ်မျိုးလာတယ်တစ်မျိုးကဘာလဲဆိုတော့ဆော့ပြောရဲလူကြိုက်တဲ့အရာတွေကိုပေးတာပေါ့အဲ့ဒါလည်းတိုက်ခိုက်တာပဲဒါပေမဲ့လူကတိုက်ခိုက်ခံမှန်းတော့မသိလိုက်သူ ambush မိသွားတာဘာလို့ကိုကြိုက်တာဟုတ်ဆိုတော့အသင်းတော်ကလူများကြီးဖြစ်တာနဲ့အောင်မြင်တယ်လို့ထင်တဲ့အချိန်မှာပဲဘာလို့ခံလိုက်ရလဲသိမ့်ပိုက်ခံလိုက်ရတာသူက invaded ဖြစ်သွားတာဆိုတော့အသင်းတော်အများစုကအခုကဘာဖြစ်သွားပြီလဲဆိုရင်သူကဖះเจ้าရှိတယ်လူရှိတယ်ဖះရှိခိုးအစီအစဉ်ရှိတယ်လူတွေလည်းဆူတောင်းကြတယ်ငိုကြွေးကြတယ်ဒါပေမဲ့ဘယ်သူအောက်မှာလဲဆိုစာတန်အောက်မှာသူက invaded church ဖြစ်သွားပြီခရစ်တော်ဦးဆောင်တဲ့အသင်းတော်မဟုတ်တကယ်တော့စာတန်ရဲ့ manipulate လုပ်ခံရတဲ့အသင်းတော်တွေဖြစ်သွားပြီလောကရဲ့စနစ်နဲ့သူကလဲပတ်သွားတာ
ဆိုတော့တကယ်စစ်မှန်တဲ့ခရစ်တော်ရဲ့အသင်းတော်ကြတော့ဟိုရှေ့ကနအခုကအသင်းတော်တွေပေါ့မရနာနိုင်ငံရဲ့တကားတွေကမနိုင်ဘူးဆိုတော့အဓိပ္ပာယ်ပါလဲဆိုတော့မရနာနိုင်ငံရဲ့ view ဟာအလုံးလုပ်လို့မရဘူးသူတို့ ਨੇ ဟိုဘယ်လိုခေါ်လဲသူတို့ကိုသွေးဆောင်ရင်လည်းမရဟာလောကရဲ့စီးစိမ်နဲ့လည်းသွေးဆောင်လို့မရအမှခရစ်တော်လောကရဲ့စီးစိမ်ပြတယ်လေယေရှုခရစ်တော်စာတန်ပြတယ်ဒါပေမဲ့သွေးဆောင်လို့မရဆိုတော့အသင်းတော်အဲ့တိုင်းဖြစ်ရမယ်အဲ့တော့နောက်တစ်ခုကပါလဲဆိုရင်နှိပ်စက်ညှဉ်းပန်းတပ်ဖြတ်ခြင်းနဲ့လည်း6တယ်အဲ့လည်းမရဒါကြောင့်စစ်မှန်တဲ့အသင်းတော်ကိုသူကဘာလို့ခေါ်လဲဆိုရင် invincible လို့ခေါ်တယ် invincible ဆိုအကောင်ကနှိမ်နှင်းလို့မရဘူးတဲ့အဓိပ္ပာယ် invincible နှိမ်နှင်းလို့မရကျော်စလုံးမမှန်လားတော့ဆို invisible and invincible invisible ဆိုတာမမြင်ရဘူးအာယူပါပေါ့ဆိုအာယူပါအရာကိုဘ ਹੁ ပြုတဲ့အသင်းတော်ဒီနှိမ်နှင်းလို့မရဘူးသူကယူပါအရာကိုဘ ਹੁ ပြုတဲ့အသင်းတော်နှိမ်နှင်းလို့ရတယ် invade လုပ်လို့ရတယ်ဟိုလောကအရာကိုတံပိုးထားတဲ့အသင်းတော်တွေဒီလောကအရာနဲ့သူတို့ကိုစာတန်ကသိမ့်ပိုက်သွားတယ်အခုဒီနေ့ခေတ်မှာဥပမာပေါ့နော်နည်းနည်းလေးအပြင်လောကနဲ့နည်းနည်းနားလည်အောင်ပြောပြမယ်ဆိုရင်အရင်ခေတ်တုန်းကစစ်ပွဲတွေကိုကမ္ဘာနိုင်ငံအသီးသီးကလက်နက်ပြင်ပလက်နက်တွေနဲ့တုံးပြီးတော့မှစစ်တိုက်တယ်သိမ့်ပိုက်တယ်နော်အခုကကြတော့အဲ့လိုမလုပ်တော့သူက trade war ဆိုတာလာတာနော်စီးပွားရေးစစ်ပွဲတွေနိုင်ငံကိုဟိုစစ်တိုက်ပြီးတော့မှမသိမ်းတော့တကယ် genius တွေကအဲ့နိုင်ငံကိုဘာပဲလို့ကျသူတို့ရဲ့အရင်မြစ်အစီနှစ်ပဲသူကယူတာဘာနဲ့ယူလဲဆိုစီးပွားရေးနဲ့ယူတာအဲ့တော့ရုပ်လည်းမစိုးဘူးလေသိရမလားဟာဒီနိုင်ငံကငါတို့ကိုတတ်တယ်ဖြတ်တယ်ဒါလည်းမပါဘူးသိရမလားဘာတော့ရသွားလဲနော်ကျွန်တော်အစီနှစ်တွေရသွားဘူးအရင်မြစ်တွေဟာရွှေတွေလားငွေတွေလားရေနံလားအကုန်လုံးရသွားဘာတနက်မှတစ်ချက်မှဖောက်ဆရာမလို့ဗျူဟာနဲ့ချသွားတာအားလုံးဟာကြီးနဲ့ကြီးပေးလိုက်တာသိရမလားပြီးတော့မှအခွန်ပဲချမ်းအဲ့ဒါညီရတဲ့နယ်ပယ်မှာတော့ကျွန်တော်တွေ့နေရပြီအခုကမ္ဘာအင်အားကြီးနိုင်ငံတွေအင်မတန်မှတော်တဲ့ထက်မြက်တဲ့သူတွေရှိတဲ့နိုင်ငံတွေကလက်နက်အင်အားကြီးတွေနဲ့လက်နက်တွေကသူတို့ကအဓိကသူတို့နိုင်ငံလုံခြုံရေးအတွက်ပဲသူတို့ကထားတယ်မတိုက်ဘူးသူတို့အဓိကတိုက်တာပါလဲစီးပွားရေးနဲ့တိုက်တာနော်ဥပမာပြောရင်ကျွန်တော်တခြားမှပြောရင်တရုတ်ပေါ့နော်နိုင်ငံတွေအများကြီးသူသိမ်းထားတာမနေတော့ဘူးစီးပွားရေးနဲ့သိမ်းထားတာမနေတော့ဘူးကြည့်ဒါလူနော်ဒါဆိုစာတန်စဉ်းစားကြည့်လူတဲ့အများကြီးသူကထတ်တယ်ဆရာကြီးဆိုတော့အသင်းတော်အများစုကိုသူကဘာလုပ်လိုက်လဲအဲ့ဝါနဲ့ပဲတိမ့်လိုက်တာအဲ့တော့အခုမြင်ရတဲ့အရာကိုအာယုံစိုက်တဲ့၍အသင်းတော်ကစာတန်ရဲ့တိုက်ခိုက်သိမ့်ပိုက်ခြင်းကိုခံရလိမ့်မယ်ဆိုတော့ဟိုကနဦးအသင်းတော်မှာတော့အဓိကစာတန်တိုက်ခိုက်တာကညှဉ်းပန်းနှိပ်စက်ခြင်းနဲ့တိုက်ခိုက်တယ်နော်တတ်တယ်ဒါပေမဲ့တတ်တယ်လေဘာဖြစ်လဲပွားလေအဲ့တော့စာတန်ဒုတိယဗျူဟာဘာလုပ်လိုက်လဲဆိုတော့မြှောက်ပေးလိုက်မြောက်တဲ့ဗျူဟာပိုထိရောက်တယ်မြောက်တဲ့ဗျူဟာပိုထိရောက်တယ်အဲ့ဒီမြောက်တဲ့အချိန်မှာအသင်းတော်၅ပါးမှောက်တာပဲနော်အသင်းတော်တမိုင်းပြန်ကြည့်ဘယ်အချိန်မှာအသင်းတော်ရဲ့ဝိညာဉ်ရေးကကျသွားလဲဆိုအမြောက်ခံရတဲ့အချိန်ဘယ်အချိန်မှာတက်လဲဆိုအဲ့နှိပ်စက်တဲ့အချိန်ကြောင့်မပွားတာဆိုတာပြောင်းလဲမှုတွေတောက်လျှောက်ဖြစ်တာအဲ့နဲ့စာတန်ဗျူဟာပြောင်းချလိုက်တော့အဲ့ဗျူဟာအောင်မြင်တယ်နော်ဆိုတော့ကျွန်တော်သတိထားဖို့လိုတယ်နော်ဆိုတော့ဆော့ပြောရဲမမြင်ရတဲ့အထွတ်မြတ်အာဏာစက်တွေကကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာအသင်းတော်ကိုကြည့်တဲ့အခါမှာခရစ်တော်ရဲ့တက်တည်ထင်ရှားခြင်းကိုမြင်ရမှဒါကဖျားကြံစီရှိတဲ့အသင်းတော်မှန်တယ်လို့ရှင်ဘောလူကကျွန်တော်တို့ကိုအသိပေးထားတာဖြစ်တယ်ဟာဆိုတော့ဒါ why ပေါ့နော်အဲ့တော့ဘာအတွက်လဲဆိုတာတော့ကျွန်တော်တို့မေးစရာအကြောင်းပြကျွန်တော်သိပြီးသားဖြစ်တယ်နော်ဆိုတော့အလင်းဖြစ်ခြင်းဆိုတာဘာလဲအလင်းဖြစ်ခြင်းရပါလဲအတိတ်ပဲ对不起ဟမ်ထူးခြားတာမဟုတ်ဘူးခြားနာတာအခုကထူးခြားခြင်းကြတာသိရမလားထူးခြားခြင်းတာထူးထူးဆန်းဆန်းနေရှော့ရှော့လို့အဲ့တော့ယေရှုခရစ်တော်ဥပမာပေါ့နော်ယေရှုခရစ်တော်ကိုဖမ်းတဲ့အချိန်ကျွန်တော်အဲ့ဒါလေးကိုအမြဲတမ်းစဉ်းစားတာကျွန်တော်တို့ဒီနေ့ခရစ်ယာန်တွေကတအားသူများထက်ထူးခြားခြင်းတာသိရမလားထူးထူးခြားခြားတွေရှော့ရှော့လုပ်တာပေါ့နော်ထူးထူးဆန်းဆန်းနေအဲ့တော့ဟိုအကောင်းစားဝတ်မှာဖျားသားတို့ဘာတို့ညာတို့တွေပေါ့နော်အဲ့ဒါတွေကြိုက်တဲ့ဆိုကျွန်တော်ပြောကောင်းကောင်းဝတ်ချင်ဝတ်ပါမဝတ်နဲ့ပြောကျွန်တော်လည်းအကောင်းကြိုက်တယ်သိရမလားဟိုဒီဇိုင်နာလည်းကြိုက်လို့ရတယ်ကိစ္စမရှိဝတ်ဒါပေမဲ့အဲ့ဒါဖျားသားဖြစ်ခြင်းတက်သေးလို့တော့ဆွဲမထင်နဲ့မဆိုင်ဘူးဘာမဆိုင်အဲ့ယေရှုခရစ်တော်ကိုဒီဘာလဲယောမစစ်သားတွေလာဖမ်းတဲ့အချိန်မှာယောမစစ်သားတွေကတယောက်နဲ့တယောက်မေးတယ်သူငါတို့လည်းမသိဘူးပေါ့နော်ငါတို့သွားဖမ်းမဲ့သူကယေရှုလို့သာပြောတယ်ယေရှုကဘာသူလဲပေါ့ယေရှုကဘာပုံရှိလဲဆိုအဲ့ဒါမသိဘူးအဓိပ္ပာယ်ပါလဲဆိုယေရှုက
အဲ့ဒီအုပ်စုထဲမှာသွားနေယေရှုဆိုထင်းကနေပေါ်နေတဲ့အဝတ်စားမျိုးလဲသူဝတ်မထားဘူးသိရမလားကျန်တဲ့လူတွေကတော့အစုပ်ကလေးတွေဝတ်ပြီးတော့မှယေရှုကမှဒီဇိုင်နာဝတ်ထားတယ်ဒါမျိုးလည်းမရှိဘူးနော်အဲ့တော့ယေရှုကဟိုအရန်ကြီးချောချောမောမောရုပ်လည်းရှိပုံမရဘူးသိလားကျွန်တော်တို့ကယေရှုကိုသားကိုသိရမလားအဖြူရုပ်တွေပါတယ်နဲ့ရှောက်ပြီးပုံတွေဆွဲနေတာမဲနေမှာပြောလို့မရဘူးကျွန်တော်လိုမျိုးပေါ့နော်ကြီးမကောင်းရှုမကောင်းရုပ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ယေရှုရဲ့ခြားနာခြင်းကသူ့ရဲ့အသားရည်လည်းမဟုတ်ဘူးသူ့ရဲ့ style လည်းမဟုတ်ဘူးသူ့ရဲ့အဝတ်စားလည်းမဟုတ်ဘူးသူ့ရဲ့ဇယိုက်လက္ခဏာဖြစ်တယ်ဒါကြောင့်အပြင်အရာနဲ့သူ့ကိုကြည့်ရဲသူ့ကိုခွဲလို့မရဘူးရုပ်ဝတ္ထုပစ္စည်းနဲ့ကြည့်မယ်ဆိုရင်ယေရှုကိုခွဲခြားမမြင်ရအောင်အဲ့တော့ဘသူကအမှတ်ပြုပြီးတော့မှခွဲထုတ်ပေးရလဲဆိုယူရရှိကာယကခွဲပေးရအနမ်းလေးနဲ့ပေါ့နော်ယူရရှိကာယကလှုပ်ပြငါနမ်းတဲ့သူယေရှုအကောင်ဖမ်းအဲ့ဒါနဲ့ယောမစတာတွေကဖမ်းလို့ရတာနှုတ်မဆိုလူမဖမ်းအောင်ပါဆိုပြောချင်တာပါလေခြားနာခြင်းနဲ့ထူခြားခြင်းဆိုတာမတူဘူးဆိုတော့ခြားနာခြင်းဆိုတာကကွဲထွက်တယ်ဘယ်လိုကွဲထွက်တာလဲအသက်ရှင်မှုဇယိုက်လက္ခဏာသဘောတဘာဝဘာဖြစ်လဲမတူတာဘာနဲ့မတူတာလဲဆိုတော့လောကနဲ့မတူဘူးနော်အဲ့ဒီခြားနာခြင်းဆိုတော့အဲ့ဒီခြားနာခြင်းကဘယ်ပေါ်မှာရှိမှဖြစ်မလဲဘယ်မှာရှိမှဖြစ်မလဲခြားနာခြင်းဘယ်မှာရှိလဲတောင်ထိပ်မှာနော်တောင်ထိပ်ဆိုတာတနည်းအားဖြင့်ဖျားနဲ့ယဉ်နီကျွမ်းဝင်ပြီးဖျားအမြင်ကိုရတဲ့အသက်တာမျိုးပြောတာနော်ဆိုတော့အဲ့ဒီလိုယဉ်နီကျွမ်းဝင်ခြင်းကနေကိုကဖျားရဲ့အမြင်ကိုရတယ်လို့ဖျားရဲ့သဘောတဘာဝလဲကိုယ့်ထဲကိုဘာဖြစ်လာလဲလွှမ်းမိုးပြီးတော့မှစီစဉ်ဝင်ရောက်လာတယ်အဲ့ဒီခါကျတော့ကိုယ့်ထဲမှာဘာဖြစ်လာလဲဆိုရင်ဤလောကကြီးစားဖြစ်ခြင်းဆိုတဲ့အရာသာကကျွန်တော်တို့အသက်တာထဲမှာနေရာရတယ်အဲ့ဒီလိုအရာသာရှိတော့မှသူများတွေနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့အသက်တာတွေကဖျားရဲ့သဘောတဘာဝနဲ့ကောင်းမြတ်ခြင်းကသူများစီကိုပျော်ဝင်သွားတာအတင်းတယ်မှာဟာယေရှုယုံမယုံလို့ငရဲတော့မပါညာအဲ့ဒါမျိုးပျော်ဝင်သွားဟိုကပြောင်းလဲနေမှန်းကိုကိုတော့မသိလိုက်ကိုနဲ့ပေါင်းနေ तू ပြောင်းလဲနေတာသူ့ဟာသူတော့ပြောင်းလဲနေမှန်း तू မသိဘူးအဲ့လိုမျိုးထိဖျားကဖြစ်စေချင်တာနော်ယေရှုနဲ့တပည့်တော်တွေတွားရင်းနဲ့တပည့်တော်တွေကပြောင်းလဲနေတပည့်တော်တွေသူတို့ပြောင်းလဲနေမှသူတို့ကိုတော့သူတို့မသိဘူးငါပြောင်းလဲသွားပြီလို့သိနေတယ်မပြောင်းလဲဘူးသိချတယ်ကျွန်တော်အရင်ပြောင်းလဲပြီတဲ့အဲ့ဒီပြောင်းလဲတဲ့သူတွေပဲပောက်ကြရလို့တာနော်ဆိုတော့ကျွန်တော်တို့ကကိုအတင်းပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုရင်သိချတယ်မပြောင်းလဲသေးဘူးတကယ်ပြောင်းလဲသွားတဲ့သူကလေသူများကတွေ့တာသူများကကြည့်ရင်နဲ့ဒီလူမတူတော့ဟဲ့လားဒီလူရဲ့စကားပြောဖို့မတူတော့ဒီလူရဲ့ဟလာစိတ်ထားတွေမတူတော့သူ့ရဲ့အကြိုက်တွေပြောင်းသွားတယ်သူ့ရဲ့ရွေးချယ်မှုတွေပြောင်းသွားဥပမာအာဗြဟံဖျားနဲ့တွာလာပြီးတော့မှဖျားအကြံစီထဲမှာလိုက်လာတော့က तू ကပါလေဟိုကောင်းကြီးလိုချင်လို့လိုက်တာတကယ်တော့အတ္တနဲ့လိုက်တာဘယ်လောက်အတ္တကြီးလဲဆိုမိမပါရောင်းစားတာသိရမလားကျွန်တော်အာဗြဟံဘယ်လောက်ကြီးအတ္တကြီးလဲအာဗြဟံကိုကျွန်တော်တို့ကယုံကြည်ခြင်းဖတ်ဆိုအထင်ကြီးနေသူအစတော့က तू ကအရင်အတ္တကြီးတာမိမတောင်ရောင်းစားတဲ့အတ္တဆိုတာနည်းနည်းတော့အတ္တမဟုတ်နော်ကျွန်တော်တို့ဆိုပဲရောင်းစားမယ်နော်ငါမိမမထိနဲ့ဒါကြည့်ပါဒါမျိုးလာပါအာဗြဟံတော့မရအောင်ငါမိမထိချင်ထိငါတော့မထိရင်ပြီးရောဆိုတာမျိုးဆိုတော့ဒါပေမဲ့တကယ်တမ်းဖျားနဲ့တွာလာတဲ့အခါမှာဟလားအာဗြဟံကတားကိုစွန့်နိုင်တဲ့သူဖြစ်လာတယ်ကြည့်နော်အစပိုင်းမှာဆိုရင် तू တားစွန့်မပြောနဲ့ကိုတော့တားစွန့်ရမယ်ဆိုကြောက်ခေါ်မနေနဲ့တော့လုံမှာ तू ဘာမှသူ့စီကနေမအပါမခံခြင်းဘူး तू ကဆိုတော့နော်လောတာကိုအရင်ဦးဆုံးရွေးချယ်ခွင့်ပေးတယ်ဒါ तू လှုပ်ထားရှိတဲ့အရာမဟုတ်ဘာကြောင့်လဲဆိုတော့စီးပွားရေးသမားဆိုတော့ဘယ်တော့မှသူများကိုဦးစားပေးလိမ့်မရှိစီးပွားရေးသမားဆိုတော့လက်ဦးမှုရမှာကိုအကျိုးမြတ်ပေါ်ရတာဆိုတော့လောတာကိုအရင်ဆုံးဦးစားပေးခြင်းကိုကသူကသူတစ်ပါးကိုဟလာသူ့မှုရကိုရှုမှတ်တဲ့သဘောတဘာပဲဘယ်ရဖះစီရလာတာပြောင်းသွားတာသူဒါပေမဲ့သူ့ကိုသူတော့သိချင်မှသိမှာဒါပေမဲ့ तू ပြောင်းနေတယ်ပြီးတဲ့အခါမှာအရင်တုန်းကတော့ဟာသမုဒ္ဒရာကျငါကျွန်တော်ကသားလည်းမရှိပါညာဖះ complain တက်နေတာနော်ကြုံမနဲ့ရတဲ့သားကိုဖះကစွန့်ပစ်ဆိုတော့ခတ်တော့ခတ်တယ်ဒါပေမဲ့စွန့်ပလိုက်တယ်ပေးတော့ပေးပလိုက်ရတာအဲ့ဒါနဲ့ရက်လာမရက်ဘူးဣဇက်ကိုပူဇော်ဆိုတော့လေပူဇော်တာပဲဒီပြောင်းလဲမှုတွေဘာကနေဖြစ်လဲအတင်းပြောင်းလဲယူတာမဟုတ်ဘူးဖះနဲ့တွိုင်းနေပါဖြစ်လာလဲပြောင်းလဲလာဒါဆိုရင်တင်ဖះနဲ့တွားတယ်ဆိုရင်တင်းကိုတင်မသိရင်လဲတင်ဘာဖြစ်နေလဲပြောင်းလဲတင်မပြောင်းလဲသေးဘူးဆိုရင်ဖះနဲ့မသွားလာလို့ပေါ့ရှင်းနေဆိုတော့သူများမပြောင်းလဲခင်ဘယ်သူရင်ပြောင်းလဲရမလဲကိုရင်ပြောင်းလဲရမယ်เนาะဒါကျွန်တော်တို့စားဖြစ်ခြင်းရဲ့သဘောတဘာဝပဲဆိုတော့ဒါက for what ပေါ့เนาะနောက်ဆုံးမေးခွန်းကဒီမှာနံပါတ်3ကပါလဲဘယ်လောက်ထိတန်ဖိုးရှိသလဲเนาะ
အသင်းတော်ဟာခရစ်တော်အတွက်ဖခင်အတွက်ဘယ်လောက်ထိတန်ဖိုးရှိတယ်ဒါကျွန်တော်နောက်ဆုံးပြောတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်ကျမ်းပိုက်လည်းပြောပြီးပြီအဲ့တော့အမြဲတမ်းအသင်းတော်ဆိုတဲ့စကားလုံးကိုမြင်တိုင်းကိုယ့်ရဲ့ညီကိုမောင်တို့ကအင်္ဂါချင်းတွေကိုမြင်တိုင်းငါတို့ဒေသန္တရအသင်းတော်အသင်းတော်တစ်ခုလုံးကိုကျွန်တော်တို့ကကြည်ဖို့အတွက်ကကျွန်တော်တို့အတွက်ကတကယ်တော့အလံဝေးလွန်းပါတယ်နော်တကယ်တော့ဒါခရစ်တော်ကအသင်းတော်တစ်ခုလုံးကိုမြင်တဲ့အမြင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအလံဝေးလွန်းတဲ့ဟာကြီးကိုကျွန်တော်တို့ခဏလေးမိထားလိုက်လောလောဆယ်ကိုယ့်ကိုဖျားပေးတဲ့ဒီအတိုင်းဝိုင်းလေးဒီတိုင်းမျိုးဒေသန္တရအသင်းတော်ဒေသန္တရမိသားစုအနည်းဆုံးသော immediate family အဲ့ဒီအရာဒီကိုယ့်အတွက်ဘယ်လောက်တန်ဖိုးရှိသလဲဖျားဘယ်လောက်ထိတန်ဖိုးထားလဲခရစ်တော်ရဲ့အသွေးတော်နဲ့ထပ်တူထပ်မြနောက်ဆုံးကုန်ပြောရရင်ဗာလဲခရစ်တော်ကြီးကိုခရစ်တော်ကြီးကိုနဲ့ရွေးဝယ်ပြီးတော့မှခရစ်တော်နဲ့ထပ်တူထပ်မြတန်ဖိုးထားတဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့ကညီကိုမောင်နှမအင်္ဂါချင်းကိုကြည်တိုင်းဗာဖြစ်ရမလဲ